လူသားမျိုးတွေရဲ့အဥအစပထမကိုအာဖရိကမှာတွေ့လွန်ခဲ့တဲ့နှစ်ပေါင်း25တန်းဒါကြောင့်လူသားအစအာဖရိကကဆိုနှစ်ပေါင်းတက္ကရာ2000မတိုင်ခင်ကတောင်းလျှောက်တစ်ကမ္ဘာလုံးဘုံဘုံတို့8တန်း9တန်း10တန်းအဲ့ဒီဝင်းကြီးကဒီတိုင်းမှမှတ်တတ်တယ်လားတို့2000ခုနှစ်လောက်ကြတော့ပြင်သစ်မှာညီလာခံကြီးတစ်ခုကျင်းပအဲ့မှာပြင်သစ်ကပညာရှင်တွေရောကမ္ဘာပညာရှင်တွေရောအကုန်ဒီလူသားမျိုးနွယ်နဲ့ပတ်သက်ပြီးဆက်လက်ပြီးသုတေသနလုပ်ကြတဲ့အခါဒီအာရှတိုက်ကိုရောက်လာအာရှတိုက်ကိုရောက်လာတဲ့အခါအင်ဒိုချိုင်းနာကျွန်းဆွယ်ကြီးတစ်ခုလုံးသုတေသနလုပ်ကြအင်ဒိုနီးရှားကတွေ့တယ်ထိုင်းကတွေ့တယ်နောက်တရုတ်ပြည်မှာပီကင်းလူသားဆိုတာရှိတယ်အဲ့ဒီပီကင်းလူသားကလောကတဲ့နှစ်တန်း40တဲ့နှစ်တန်းဘယ်လောက်တဲ့ဟာဟိုအာဖရိက25တန်းဆိုတော့တန်း40ဆော့မသွားဘူးလားဆော့သွားတယ်အဲ့ဒါနဲ့ဆက်ပြီးမြန်မာပြည်ကိုဆက်လက်ပြီးတော့သုတေသနလုပ်တဲ့အခါဟိုပုံတောင်ပုံညာဆိုတဲ့ဒေသရှိမကွေးတိုင်းနဲ့စကိုင်းတိုင်းနဲ့ဆက်ပေါ့အဲ့ဒီဒေသမှာပုံတောင်ကြီးရဆိုပြီးတော့ primate တွေတွေ့လွန်ခဲ့တဲ့နှစ်တန်း40ကျော်ကတဲ့တရုတ်ပြည်ကပီကင်းလူသားတက်ပို့ပြီးဆော့သွားတယ်အဲ့ဒီတွေ့တဲ့လူသားတစ်ယောက်ရဲ့မေးရိုးတွေကိုဒီနေ့ရန်ကုန်အမျိုးသားပြတိုက်ထဲမှာရှိလက်တွေ့အပြင်မှာရှိတယ်နော်မေးရိုးအောက်မေးရိုးဂျောပေါ့ဒါကြောင့်လူသားအစကမြန်မာကလို့ဒီလိုဖြစ်သွားကမ္ဘာပေါ်မှာမြန်မာပြည်တဲ့ဆိုးတဲ့ primate တွေလူသားမျိုးနွယ်စုရဲ့ primate တွေတွေ့တဲ့နိုင်ငံအခုချိန်ကြီးတော့မရှိသေးဘူးဟုတ်ပြီနော်အော်တခါဘုံဘုံတို့ဟိုဘက်ကသီရိလင်္ကာကိုသွားလေ့လာတဲ့အခါဂျက်ဖနာဆိုတဲ့မြို့တစ်မြို့ရှိတယ်သီရိလင်္ကာတောင်ပိုင်းအဲ့မှာမတ်တက်ရက်သွားတဲ့လူသားမျိုးနွယ်ရှိအဲ့ဒီတင်ချိုင်းကုန်းကိုလေ့လာလွန်ခဲ့တဲ့နှစ်ပေါင်း3000နဲ့4000ကြာကတဲ့မတ်တက်ရက်သွားတဲ့လူသားတွေဟောဒီလိုမျိုးပြောအဲ့တော့ဘုံတို့မြန်မာပြည်စကိုင်းတိုင်းဘုံကစကိုင်းတိုင်းသားဟုတ်ဗျစကိုင်းတိုင်းဘုံတို့6ဦးဆိုတဲ့မြို့ရှိတယ်အဲ့6ဦးမြို့အဝယ်မှာနွယ်ခွေရွာဆိုတာရှိနွယ်ခွေရွာကမတ်တက်ရက်လူသားလွန်ခဲ့တဲ့နှစ်တန်းတဲ့ဟောမတ်တက်ရက်လူသားရဲ့အစလည်းမြန်မာပြည်ကအစောဆုံးဖြစ်တယ်ဒါကပါဠိသာပေယပါတာမဟုတ်ဘူးသိပ္ပံနိကြပြောနေတာဟုတ်လားသူတည်နေတာဘက်ကတော့လူသားမျိုးနွယ်ရဲ့အစကမြန်မာပြည်ကမတ်တက်ရက်လူသားကလည်းမြန်မာပြည်ကဒီလိုမျိုးပြောတယ်ဒါဝင်ရဲ့ evolution theory ကနေကြည့်မယ်ဆိုရင်ဒါဝင်ကဒီအာရှတိုက်ကိုလေ့လာခဲ့တာမတွေ့ရဘူးသူအာဖရိကတိုက်ကိုလေ့လာခဲ့တယ်ဘာလို့အခြေခံပြောလဲဆိုတော့လူတွေကမြောက်ကနေဆင်းသက်လာတယ်ဘုံဘုံတို့ပါဠိစာပေမှာဝါနရဆိုတဲ့စာလေးတစ်လုံးရှိတယ်ဝါနရပြောကြည့်ပါလေတော့နရဆိုတာမြောက်ပဲလူနဲ့တူတဲ့မြောက်တဲ့လူနဲ့တူတဲ့မြောက်တဲ့ဝါနရဆိုပြီးတော့မြောက်ကိုခေါ်တဲ့အခေါ်တစ်ခုရှိကပိဆိုတဲ့အသုံးနှုန်းနဲ့လည်းမဟာကပိဇတ်ဘုရားလောင်းမြောင်မဲ့အကြောင်းဟောတာလည်းရှိဝါနရဆိုတာအဲ့လူသားမျိုးနဲ့မြောက်နဲ့တူတဲ့မျိုးနဲ့တခုအဲ့ဒါကိုဘုန်းတို့အာဖရိကဒေသကလူတွေကအခုတောင်စီနီကောတို့အစရှိတဲ့အာဖရိကဒေသလူတွေပေါ့လေကြည့်လိုက်မယ်ဆိုရင်တို့ရဲ့မေးရိုးတွေကဒီမေးနဲ့နောက်စီးနဲ့ချွန်ကြီးတွေအခုတောင်မြောက်နဲ့ခက်ဆင်ဆင်ပဲတို့တော့မြောက်ကနေလူဖြစ်သွားတယ်ဆိုတာမျိုးတော့မဟုတ်တော့ပါဘူးဒါသူတို့ရဲ့သုတေသန evidence ဆိုတာရှာဖွေတွေ့ရှိမှုတွေကိုအခြေခံပြီးသူတို့ကထုတ်ဖော်တာသိပ္ပံပညာတို့မြတ်စွာဘုရားရှင်ရဲ့တရားကြတော့ evidence ကိုအခြေခံတာမဟုတ်ဘူးတဲ့တွေ့ရှိချက်တွေကိုအခြေခံတာမဟုတ်ဘူးတဲ့ဉာဏ်တော်နဲ့ကိုယ်တိုင်မျက်မှောက်မြင်ပြီးမှပြောတာဒါကြောင့်သိပ္ပံပညာတဲ့ဘုရားရဲ့ဝိဇ္ဇာပညာပို့ပြီးတော့ထိရောက်ရှိတယ်ပို့ပြီးလက်တွေ့ကြသိပ္ပံပညာဆိုတာအင်္ဂလိပ်လိုပြောရင် evidence ဆိုတာကကောက်ချက်ဆွဲတာဒီလိုဖြစ်နိုင်တယ်ထင်တယ်နော်ဒါကစောလောက်တယ်ဟောသူ့တဲ့စောတာတွေ့သွားတော့သူ့ရဲ့သိပ္ပံပညာကအမှားဖြစ်သွားတယ်ဒါကြောင့်သိပ္ပံပညာဆိုတာအမြဲတမ်းအမှန်တရားမဟုတ်ဘူးအမှန်တရားကိုရှာဖွေတဲ့နေရာမှာလက်နက်ကရိယာတစ်ခုအနေနဲ့သုံးတာဒါကို scientific လို့ခေါ်တယ်နောက်ဘုံဘုံတို့ကသိပ္ပံနဲ့ကြောင်းပြီးတာဒီသိပ္ပံပညာရဲ့သဘောကိုကောင်းကောင်းနားလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့ပညာကျတော့ဝိဇ္ဇာတပ်ပင်ညုတဉာဏ်တော်ကြီးနဲ့တည်တည်ချာချာထိုးထွင်းတည်မြင်ပြီးမှဟောတာဒါကြောင့်ဒါဝင်ရဲ့ evolution theory ကိုခရစ်ယာန်ကလည်းလက်မခံဘူးအစ္စလာမ်ကလည်းလက်မခံဘူးသို့တော့ကမ္ဘာမှာတော့ဒီသိပ္ပံကျမ်းတစ်ခုကနာမည်ကြီးတယ်လူတွေဟာမြောက်ကနေဆင်းသက်လာတယ်အဲ့ဒါလေးကိုဘုံမကောက်ချက်ဆွဲပေးမယ်နော်တရားမတိုင်ရင်ဒါလေးကောက်ချက်ဆွဲပေးဘာကြောင့်လူတွေကိုမြောက်ကနေဆင်းသက်လာတာလဲလို့ယုံကြည်ကြတာလဲဆိုတာလေအကြောင်းရှိကဘာကြီးတွေမှာလူတွေစစ်ပွဲကြီးတွေဖြစ်ကြကဘာစစ်ကြီးတွေဖြစ်ရင်အနုမြူလက်နက်ကြီးတွေသုံးညအနုမြူလက်နက်ကအခုမှပေါ်တာမဟုတ်ဘူးဒီကနေ့ခေတ်သိပ္ပံပညာမှာတော့ E = mc² ဆိုတာအိုင်စတိုင်းကတွေ့သွားတယ်အဲ့တော့ဒီအနုမြူဆိုတဲ့ယူရေနီယံတတိယနေပြီးတော့ isotope တွေကို365တို့367တို့ဒါတွေကိုဘုံဘုံတို့အနုမြူယူရေနီယံကိုအသက်ဆင်ဆုံး isotope တွေကိုတန့်ဆင်ပြီးတော့အဲ့ဒါတွေကို nuclear fusion
ပေါက်ကွဲမှုတွေနဲ့ဘုန်းတို့ယူဘဗေဒမှာဒါကိုစနစ်တကျလေ့ကျင့်သိပ္ပံပညာကိုသင်ရတော့ဒါတွေကောင်းကောင်းနားလဲဒါပေမဲ့လက်တွေ့ကြကြတော့မသိပါဘူးစာနဲ့သိတာပြောတာနော်ဆိုတော့အဲ့ဒီဟာတွေကိုအိုင်းစတိုင်းကတွေ့တယ်တို့အိုင်းစတိုင်းမတွေ့ခင်ကမ္ဘာပေါ်မှာငကိုးနဲ့ယူရေနီယံလို့ခေါ်တဲ့ကြောက်တစ်ခုကနေပြီးတော့သတ္တုတစ်ခုကနေပြီးတော့ဖက်သလိုမျိုးနျူကလ িয়ার ဖော်မြူလာတွေကိုအသုံးချပြီးကမ္ဘာကြီးမှာအရင်တော့လုတ်ခတ်ဦးလေအဲ့လိုမျိုးကမ္ဘာမှာနျူကလ িয়ার စစ်ကြီးတွေဖြစ်သွားပြီဆိုရင်တကမ္ဘာလုံးအကုန်လုံးမှောင်မဲသွားတာရာသီဥတုတွေအကုန်ဖောက်ပြန်သွားတယ်အဲ့ဒီအခါမျိုးမှာတကမ္ဘာလုံးကမှောက်မိုက်ပြီးတော့လူသားမျိုးတွေကပျောက်ဆုံးနီးနီးဖြစ်သွားတယ်အဲ့ဒီအခါမှာတော်တော်ကိုထူဆန်းတဲ့ကြန့်ခိုင်တဲ့လူသားမျိုးတွေတခုကြံခဲ့အဲ့ဒီကနေနောက်ကျတော့ကမ္ဘာကြီးကတခါတည်းမီးခိုးတွေနဲ့မှောင်ပိတ်ပြီးတော့မဲမှောင်နေတဲ့နေရာနေရာသီဥတုတွေတပြေးချင်းပြန်ကောင်းသွားတဲ့အခါမိုးတွေရွာအဲ့ဒီမိုးကြီးတွေကရွာပြီးတဲ့အခါကျတော့ရေခဲခက်ရောက်သွားတယ်ရေခဲခက်ကနေမိုးတွေရွာပြီးတပြေးချင်းအဲ့ဒီကြမှာလူတွေဟာခုနရေခဲတွေဂူတွေကနေပြီးတော့လေးဘက်ကုန်းပြီးထွက်လာမတ်တက်ရမသွားနိုင်ဘူးသူတို့ရဲ့ယူရေနီယံအစိတ်တင့်ထားတာတွေအနုမြူစိတ်တင့်ထားတာတွေကလူတွေမတ်တက်မရနိုင်တော့တမယိုးကြမဟုတ်ဘူးသူတို့တွေရဲ့ဆဲတွေရဲ့တိဆောက်ပုံတွေကျွန်တော်ပေါ့မျိုးဗီဇတိဆောက်ပုံတွေရဲ့ speech တွေပြောင်းသွားတယ်ဒါသိပ္ပံနေကြအဲ့ဒီကနေလေးဘက်ကုန်းသွားရနေမတ်တက်ရက်ဖို့နှစ်သန်းနဲ့ချီပြီးကြိုးစားခဲ့ရနောက်တော့မတ်တက်ရက်ပြီးသွားနိုင်တဲ့ခေတ်ပြန်ရောက်သွားတယ်ဒါကသိပ္ပံနေကြပြောတာဟုတ်ပြီလားဒါကြောင့်လူတွေကိုမြောက်နဲ့တူတယ်လေးဘက်ကုန်းသွားရနေမတ်တက်ဆင်းလာတယ်မြောက်နဲ့တူတဲ့မျိုးနွယ်ဆိုတာသိပ္ပံရှုထောင့်ကကြည့်ရင်မမှားဘူးတို့တော့အမှန်တရားလည်းမဟုတ်ဘူး